ဒီနေ့ကတော့ YouTube မှာနာမည်ကြီးနေတဲ့ပြည့်ရည်ချက်ကြော်လေးကြော်စားကြမယ်နော်အရင်ဆုံးကြက်သားတွေကိုစားငရုတ်ကောက်အနှဲငယ်နဲ့ပြောင်းကုန်မိုးလေးနှစ်စုံထည့်လိုက်ပါမယ်ကြက်သားတွေကိုအရသာနှံ့သွားအောင်လို့တီချာလေးမှွေထားလိုက်မယ်နော်ကြက်ကြော်ကိုကျွတ်ကျွတ်ရွရွလေးဖြစ်အောင်လို့စီးမြန်းများနဲ့ကြော်လိုက်ပါမယ်ရှင်မီးအလဲအလက်နဲ့ရွှေရောင်လေးတန်းတဲ့အထိအရင်ကြော်ထားလိုက်ပါမယ်ပိုးကတော့ကျွတ်ကျွတ်ရွရွလေးဖြစ်အောင်လို့နှစ်ခါပြန်ကြော်ပါမယ်နော်ဒီလိုမျိုးရွှေအိုရောင်လေးတန်းလာပြီဆိုရင်တော့ရပါပြီရှင်sauce ချက်ဖို့အတွက်ကြက်သွန်ဖြူလေးတွေကိုစီးတက်လိုက်ပါမယ်အရသာအတွက်ပဲငင်ပြားရည်ထမင်းစားစုံ3စုံပြားရည်ထမင်းစားစုံ3စုံရေထမင်းစားစုံ2စုံတကြားထမင်းစားစုံ1ဝက်နှမ်းစီမွေးထမင်းစားစုံ1စုံစာလောက်ထည့်လိုက်ပါမယ်တံပရာရည်လေးလည်းထမင်းစားစုံ1စုံစာလောက်ထည့်လိုက်မယ်နော်ခက်ပြပြလေးဖြစ်သွားအောင်ပြောင်းကုန်မှုရည်ဖြောထားတာလေးလည်းထည့်ပါမယ်ပြီးရင်တော့ခုနကကြော်ထားတဲ့ကြက်ကြော်ကျွတ်ကျွတ်ရွရွလေးတွေရောထည့်လိုက်မယ်နော်ဒါဆိုရင်တော့ပြားရည်နဲ့မွေးလေးနဲ့အရန်ကူမစားလို့ကောင်းတဲ့ပြားရည်ကြက်ကြော်လေးရပါပြီရှင်